ပါရှင်ဒီနေ့ကတော့အဇဲလျာရဲ့အမေဂျပန်ကနေပါဆယ်ပို့ပေးလိုက်တာပေါ့နော်အဲ့ဒါကိုတောက်ယူမှဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်ပေးကြပါဦးရှင်ပါဆယ်ပို့ထားတာကကြာနေပါပြီဒီဇင်ဘာ16နေ့ကလေးကတိုကျိုကနေပို့တာဒီဇင်ဘာ18ရက်နေ့မှာဒေလီကိုရောက်တယ်ပေါ့နော်ဒါပေမဲ့ဒေလီကနေပန်ချက်ကိုကြတော့ဒီဇင်ဘာ24ရက်နေ့မှရောက်လာပါတယ်အချိန်မှာအဇဲလျာက exam နေပါတယ်ရှိနေတော့30နေ့မှပါဆယ်ကိုတောက်ယူဖြစ်တာပေါ့နော်post office မှာပစ္စည်းသွားရမှာဆိုတော့ကျောင်းကိုအရင်ဆုံးအော်တိုနဲ့သွားပါမယ်။အော်တိုကလူ17ယောက်ပြည့်မှဆောက်ထွက်တာဆိုတော့လူဆောင်နေကြတာပါ။အခုတော့ကျောင်းရောက်လာပါပြီဆိုတော့တခါတည်းပဲ post office ကိုတန်းသွားလိုက်ပါတယ်။နောက်ဆုံးမှာတော့ပစ္စည်းယူဖို့ post office ကိုရောက်လာပါပြီ။ဒါကတော့အဇဲလျာတို့ရဲ့ကျောင်းမှာရှိတဲ့ post office ပါ။ပြည်တွင်းပြည်ပဘယ်နိုင်ငံကပဲပို့လို့ရတယ်ပေါ့နော်။သူတို့ကို tracking slip လေးအရင်ပြရတယ်ပေါ့နော်။ပြီးရတဲ့ပစ္စည်းလက်ခံရရှိကြောင်းလက်မှတ်ထိုးသွားပါတယ်။ပါဆယ်ထဲမှာတော့ဘာလဲမသိပါဘူး။ဒါပေမဲ့အဇဲလျာကတော့ပုံယူကြည့်ပြီးစိတ်လှုပ်ရှားပြီးပျော်နေတာပါ။ပစ္စည်းလက်ရောက်ပြီဆိုတော့ unboxing နဲ့လုပ်ပါတော့မယ်။ကဲဒါဆိုရင်ပစ္စည်းလက်ရောက်ပြီဆိုတော့တူဖောက်ကြည့်ကြအောင်နော်။အရင်ဆုံးမစ်ထန်ကိုကြည့်ပြီးဇဲလေးကရမ်းပျော်သွားပါတယ်အဖြူအောင်လေးနဲ့ဆိုတော့ခါလာလေးကတန်တန်လေးဖြစ်နေတာပေါ့နော်နောက်တစ်ခုကတော့ပန်းရောင်လေးထင်တယ်ဟုတ်တယ်အဲ့ဒါကဆောင်းဝတီမောနွေရာတီမောဝတ်လို့ရတဲ့အသားကက်အင်ဂျီလေးပါဒီဟာလေးကတော့ winter ချိန်မှာအောက်မှာဘောင်းမီတွေပါတယ်ဝင်ရင်ခံဝတ်လို့ရတဲ့အနှွေတက်ပါတဲ့ stocking လေးပေါ့နော်ဒါလေးကတော့ winter jacket လေးပါသူကခလာငိမ့်ငိမ့်လေးနဲ့အထဲရောပြီးရောနှစ်ခုလုံးဝတ်လို့ရတော့အရန်မိုက်တယ်ပြောရမှာပြီးတော့လည်းဝတ်လိုက်တဲ့ချိန်မှာအရန်ပေါ့ပြီးတော့မှဆောင်းဝတ်တဲ့ချိန်မှာဆိုလဲဒါလေးကအရန်နှွေးရပေါ့နော် This is so cute ဇယ်လီယာတော့စတင်မြင်လိုက်တဲ့ချိန်မှာအရန်ချစ်ဖို့ကောင်းတာပဲဆိုအော်နေတာသူကလေခလာလေးကလည်းအဖြူအောင်လေးနဲ့အရန်ချစ်ဖို့ကောင်းနောက်ထပ်နှစ်ထည်ကတော့ဆွဲတာလေးတွေပေါ့နော်အဇယ်လီယာကပန်းရောင်ကြိုင်မဲ့ပြီးတော့ပန်းရောင်တစ်ထည်နဲ့နောက်တစ်ခုကကာကီအောင်လေးနဲ့ပါကဲပစ္စည်းလည်းကုန်ဆုံးပြီဆိုတော့အဇယ်လီယာအနောက်မှာ try on လေးလုပ်ပြပါမယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင် See you in the next video